ဇိုရီရဲ့ဆိုင်နေနဲ့ကောင်းကင်မှာတွေ့မြင်ရတဲ့ကျယ်တွေဘလို့ဖြစ်တည်လာကြတယ်လဲဘလို့စတင်မွေးဖွားလာကြတယ်လဲဆိုတာကိုတော့ဒီဗီဒီယိုလေးထဲမှာဖော်ပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ဒီကျယ်တွေဘလို့ဖြစ်တည်မွေးဖွားလာကြတယ်လဲကျွန်တော်တို့အာကာသဟင်းလင်းပြင်ထဲမှာဂျိုသိန်းတွေအဆိုင်ခဲတွေဒြပ်ငွေတွေဟာပြန်ကျဲနေကြပါတယ်ဒီထက်ကမှနက်ပြူလာလို့ခေါ်တဲ့တန်းငွေတိမ်တက်ကြီးတွေကလည်းတည်ရှိနေပါတယ်အာကာသဟင်းလင်းပြင်ထဲမှာဒီတန်းငွေတိမ်တက်ကြီးတွေကကြီးမားကျယ်ပြန့်စွာနေရာယူထားကြပါတယ်ဒြပ်ထုရှိရင်ဆွဲငင်ရရှိမယ်ဆိုတဲ့ Albert Einstein ရဲ့ theory အရဒီဒြပ်ငွေတွေဟာတစ်ခုနဲ့တစ်ခုဆွဲငင်လာကြပြီးစက်ဝိုင်းပုံသဏ္ဍာန်အဖြစ်နဲ့တစ်ခုနဲ့တစ်ခုလှည့်ပတ်နေကြပါတယ်လက်ပတ်နေမှုကနေလုံလောက်တဲ့အပူချိန်ရရှိလာတဲ့အခါမှာတော့ nuclear fusion လို့ခေါ်တဲ့ nuclear ဓာတ်ပြုမှုကိုအလယ်ဗဟိုကနေစတင်ဖြစ်ပေါ်လာကြပါတယ်ဒီလိုဓာတ်ပြုမှုကနေလုံလောက်တဲ့ fusion ကိုစတင်ဖြစ်ပေါ်လာပြီးကြက်တစ်ခုလိုစတင်ထွန်းလင်းလာပါတော့တယ်ဇိုရီရဲ့ဆိုင်ကအကျယ်ဒီအပါဝင်ကျဲအားလုံးဟာဒီအဆင့်ကနေစတင်ဖြစ်ပေါ်လာကြပါတယ်ကျဲစုတွေဟာလူတွေရဲ့သတ်မှတ်ချက်တစ်ခုသာဖြစ်ပြီးအချိန်နဲ့ပတ်ဝန်းကျင်ရာသီဥတုကိုသာဖော်ပြနိုင်စွမ်းရှိပါတယ်။လူတွေရဲ့ဇယိုက်တွေကံကြမ္မာတွေဟောပြနေခြင်းကိုအပျော်သက်သက်သာလက်ခံစေပြီး seriously လက်မခံစေဖို့အတွက်လည်းတိုက်တွန်းအပ်ပါတယ်ခင်ဗျာ။